ကျွန်တော်တို့လုပ်တဲ့အလုပ်ကအင်မတန်ရှင်းပါတယ်ကျွန်တော်တို့ကတိုင်းပြည်ကိုပြောခဲ့တဲ့အတိုင်းလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့ရအောင်လုပ်မယ်ဆိုတဲ့အတိုင်းအဲ့ဒီလုံးဝလွတ်လပ်ရေးကိုကျွန်တော်တို့သုံးပြခဲ့ဒီလုံးဝလွတ်လပ်ရေးကိုသုံးပြပြီးတဲ့နောက်ကျွန်တော်တို့ဒီတိုင်းပြည်ကိုကြီးညာထားတဲ့အတိုင်းဒီနေ့တွင်းလုံးဝလွတ်လပ်ရေးရအောင်လုပ်မယ်ဆိုတာလည်းပဲကျွန်တော်တို့လုပ်နေရဲ့အဲ့လိုကြိုးစားမယ်ဆိုပြီးကျွန်တော်တို့လုပ်ဒီလိုလုပ်နေတဲ့အတိုင်းကျွန်တော်တို့လုပ်တဲ့လုပ်ငန်းကအောင်မြင်မလဲမအောင်မြင်ဘူးလားဆိုတာအခုနဲ့ကဘယ်သူမှမပြောနိုင်သေးဘူးဘာဖြစ်လို့လဲဆိုရင်အချိန်နေလိုပါလေကျွန်တော်တို့နေတဲ့လုပ်ငန်းတွေကမပြီးသေးပါပြီးလာတဲ့တနေ့ပဲခင်ဗျားတို့မြင်လာတဲ့တနေ့ပဲကျုပ်တို့လုပ်ငန်းတွေကအောင်မလားမအောင်မလားဆိုခင်ဗျားတို့မြင်နိုင်ပါပဲအဲ့တော့အခုနဲ့ကမဲ့ကျွန်တော်ဘာမှသိပြီးတော့ကကြီးကျယ်ကျယ်ပြောမနေလိုပါဘူးအဲ့ဒီလိုလွတ်လပ်ရေးရအောင်ကျုပ်တို့ကလုပ်တဲ့နေရာမဲ့အလွယ်ဆုံးအကောင်းဆုံးအေးဆုံးနည်းကိုကျွန်တော်တို့ရှားတယ်အဲ့ဒီလိုရှားတာကိုကျုပ်တို့ကိုဘာအပြစ်ပြောစရာခင်ဗျားတို့ရှိတယ်လဲအလွယ်ဆုံးအေးဆုံးအကောင်းဆုံးနည်းတွေနဲ့ကျွန်တော်တို့လွတ်လပ်ရေးကိုရအောင်ရှားတဲ့နေရာမဲ့ဘယ်သူတွေကဘာပြုလို့ကျုပ်တို့ကိုအပြစ်တင်နေရတာလဲကျွန်တော်တို့ဗမာပြည်မှာပေါ်ခဲ့တဲ့နိုင်ငံရေးဖွဲ့တွေကျွန်တော်တို့ဗမာပြည်မှာပေါ်ခဲ့တဲ့နိုင်ငံရေးကောင်းဆောင်တွေအားလုံးကိုတယောက်စီခင်ဗျားတို့စိတ်ကူးတယ်မဲ့စင်ပြီးတော့ကမာတိကစင်ပြီးစဉ်းစားကြည့်စမ်းပါဟုတ်လားဘယ်လိုလူသားတွေလဲဘယ်လိုအဖွဲ့လဲဆိုတာခင်ဗျားတို့အဲ့ဒီခါမှာဖြေထွက်လာတယ်အခုနဲ့ကံမဲ့ကျုပ်တို့ကအစိုးရလုပ်နေတဲ့အချိန်ကမျိုးဖြစ်ဟုတ်လားဘယ်အစိုးရမှလည်းကျွင်းခြင်းမရှိတဲ့အစိုးရလို့မရှိတော့တော့လည်းတိုင်းပြည်အပေါ်မှာဒေသနာရှင်းထားပြီးတော့ကတစ်စင်းနဲ့တစ်စင်းကျွန်တော်တို့လုပ်လာတဲ့လုပ်ငန်းကတိုးတက်လားမတိုးတက်ဘူးလားဆိုခင်ဗျားတို့ပြန်ကြည့်ပါဒီတော့ကလွတ်လပ်ရေးဆိုလို့ခင်ဗျားတို့ကိုကျွန်တော်ပြောပြအောင်လွတ်လပ်ရေးဆိုတိုင်းပဒေသာပင်မြေကမပေါက်နိုင်ဘူးဆိုတာကိုခင်ဗျားတို့ကိုကျွန်တော်ရှင်းခဲ့ဘာဖြစ်လို့လဲဆိုလို့ရှိရင်ခင်ဗျားတို့စိတ်ထဲမဲ့လွတ်လပ်ရေးရတော့မဲဆိုလို့ရှိရင်ဟုတ်လားစိတ်ကူးကဘယ်နဲ့စိတ်ကူးကြလဲဆိုရင်ပဒေသာပင်ကြီးချက်ချင်းပေါက်လာတော့မလို့နေချင်းညာချင်းပေါက်လာတော့မလို့ခင်ဗျားတို့ရှင်းကြတဲ့လူတွေများကြဟုတ်လားတချို့ကလည်းပဲလွတ်လပ်ရေးရပြီဆိုပြီးတော့ဘာလုပ်ကျင်လဲဆိုတော့ကကျွန်တော်တို့အရင်တခါတုန်းကတွေ့ကြတာဟိုဒါဂျပန်ခေတ်တုန်းကဂျပန်ခေတ်ဗမာလွတ်လပ်ရေးပေါ့ဘုရားစုစီဗမာလွတ်လပ်ရေးတုန်းကအဲ့ဒီတုန်းကဆိုလို့ရှိရင်လွတ်လပ်ရေးရပြီဆိုပြီးတော့ဟုတ်လားဟင်္ဒရာနယ်ဘက်မှာကျွန်တော်တွေ့ခဲ့ဘာတွေ့လဲဆိုလို့ရှိရင်လမ်းမပေါ်မှာဆေးလှမ်းလွတ်လပ်ရေးရပြီကွာဆိုပြီးတော့ဟိုလူတကာသွားတဲ့လမ်းမပေါ်မှာထွက်ပြီးတော့ဆေးတွေချမ်းအဲ့တော့ကဒီလမ်းတော်လမ်းလှုပ်တဲ့လူတွေအတော်ခွာကြအဲ့ဒါဟာလွတ်လပ်ရေးမဟုတ်လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ကဘာလဲလွတ်လပ်ရေးဆိုတာဟာကိုတူတယောက်ကောင်းစားဖို့ဖြစ်စေတစ်မျိုးလုံးကောင်းစားဖို့ဖြစ်စေလုပ်တဲ့နေရာမဲ့တခြားတူတယောက်ရဲ့အကျိုးကိုမထိခိုက်ပဲနဲ့ဟုတ်လားတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ပဲနဲ့လွတ်လပ်လပ်ကိုတိုးတက်မှုအတွက်လုပ်နိုင်တာဟာလွတ်လပ်ရေးပဲတခြားလူတွေရဲ့အကျိုးကိုမထိလို့ရှိရင်အနောက်ချက်မရှိကြောက်တိုင်းပြည်တစ်ပြည်လုံးရဲ့အကျိုးကိုမထိခိုက်ဘူးတခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘူးဆိုရင်ခင်ဗျားလွတ်လပ်လုပ်နိုင်တဲ့အခြေအနေရှိရတော့တော့လည်းပဲသူများနိုင်ငံရဲ့လွတ်လပ်ရေးကိုသွားနှောင့်ယှက်တဲ့လွတ်လပ်ရေးကိုမဟုတ်အဲ့ဒီကဘာလဲဆိုရင် license court ဒါကရန်ကမှုများမှာဖြစ်ဒီတော့လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ဟာစီးမဲ့ကမ်းမဲ့သဘောမျိုးမဟုတ်စီးနဲ့ကမ်းနဲ့သဘောမျိုးတာလည်းဖြစ်စီးနဲ့ကမ်းနဲ့ရှိမှတာလည်းလွတ်လပ်ရေးဆိုတာလည်းပဲဖြစ်နေအဲ့တော့လွတ်လပ်ရေးဆိုတာကိုကျွန်တော်တို့ရတဲ့ခံမဲ့နားလည်မှာကငါတို့တိုင်းပြည်ဟာပိုပြီးစီးကမ်းရှိဖို့လိုတယ်ဟလာလွတ်လပ်ရေးရအောင်လဲငါတို့တိုင်းပြည်လွတ်လပ်ရေးရအောင်လဲပဲစီကန်းရှိနဲ့လုပ်ရမယ်အဲ့ဒီလိုအားဖြင့်စီကန်းသဘောတွေနားလည်ပြီးအလုပ်စီးနဲ့ကန်းနဲ့အလုပ်လုပ်တတ်မှာလွတ်လပ်ရေးစာကိုခင်ဗျားတို့တကယ်ရပြီနောက်ပြီးတော့ဒီလွတ်လပ်ရေးရတဲ့ခံမဲ့လွတ်လပ်ရေးရတဲ့အခွင့်အရေးတွေရလွတ်လပ်ရေးရတဲ့ခံမဲ့ခင်ဗျားတို့အခွင့်အရေးတွေပိုရတာလည်းရှိအခွင့်အရေးတွေပိုရလို့ပဲတာဝန်တွေမှလည်းပိုးလာလိမ့်မယ်အဲလိုတာဝန်တွေပိုးလာနိုင်မလဲဆိုရင်ဒီတိုင်းပြည်ကိုအင်္ဂလိပ်ကအုပ်ချုပ်နေတဲ့အခါတုန်းကဒီဗမာပြည်ကိုကာကွယ်ဖို့တာဝန်ကအင်္ဂလိပ်အစိုးရရဲ့တာဝန်သာဖြစ်တယ်။သို့တော်လည်းဒီဗမာပြည်ကိုကျုပ်တို့လွတ်လပ်ရေးရတဲ့အခါမှာကျုပ်တို့ဗမာတွေကဒါလည်းဗမာပြည်ကိုကာကွယ်မယ်တာဝန်ကအဓိကဖြစ်။ဒီတော့အရင်တုန်းကလည်းခင်ဗျားတို့အေးသေးသေးနေလို့မဖြစ်နိုင်တော့ကျုပ်တို့တိုင်းပြည်အစိုးရလုပ်တဲ့လူတွေကတိုင်းပြည်ကာကွယ်ဖို့အတွက်ဗမာပြည်မှာစစ်သားတွေနဲနေတယ်ဆိုလို့ချင်းဗမာတိုင်းဟလာအရွယ်ရောက်တဲ့လူမှန်သမျှကျမ်းမာတဲ့လူမှန်သမျှစစ်မှုမတမ်းမနေရဆိုပြီးတော့အတင်းဥပဒေနဲ့နေပြီးတော့စစ်ထဲမဲ့ထဲရလို့လေဟုတ်လားအဲ့ဒါမျိုးတွေလောက်တန်လောက်ရလို့ဟုတ်လားနှစ်နှစ်တန်နေသုံးနှစ်တန်နေဝင်ပြီးတော့စစ်ထဲမဲ့လောက်ရမယ်လောက်ပြီးတဲ့နောက်ဖြစ်တဲ့ခါမဲ့ဆိုရင်လည်းဝင်တိုက်ရမယ်စခင်ဗျားတိုက်ချင်းမတိုက်ချင်းအဲ့ဒါဝင်တိုက်ရအဲ့ဒါကလည်းတာဝန်မဲ့ဒါလွတ်လပ်ရေးရတဲ့အခါဖြစ်မဲ့တာဝန်မျိုးပဲလွတ်လပ်ရေးရတဲ့အခါဖြစ်မဲ့တာဝန်မျိုးပဲအဲ့ဒီအတိုင်းပဲကျ
ကျွန်တော်တို့ဒီတိုင်းတွေကိုလွတ်လပ်တဲ့အခါမဲ့ဖြစ်ချင်တာတွေပေါ်မယ်ပြီးတော့ခင်ဗျားတို့အလုံးမလုံးပဲတော့ဖြစ်မှာမဟုတ်ဘူးဆိုတာကကျွန်တော်ပြောတယ်ဟုတ်လားအလုံးမလုံးပဲမဖြစ်ဘူးဟုတ်လားအဲ့တော့ကဘီလာမဲ့အခုဒီစစ်ကြီးပြီးတဲ့အခါမဲ့အင်မတန်မဲ့မွန်းနေဆိုအရင်တုန်းကတော့သူ့တိုင်းပြည်ကထွက်တဲ့ဂုံကသူ့တိုင်းပြည်ကိုတွင်းတဲ့ဂုံနဲ့စာပေါင်းများစွာပိုးတဲ့အတွက်လည်းသူတို့တိုင်းပြည်မဲ့တော်တော်ပဲဝင်ငွေတွေမြောက်များရပြီးတော့သူတို့တိုင်းလူပြည်သားတွေကိုတော်တော်လေးဆောင်းတောင်းလဲပြအောင်သူတို့ထားနိုင်တယ်တော်တော်လေးဒီစစ်ကြီးပြီးတဲ့နောက်အင်းလေးတို့ရပို့မယ်ဆိုရင်ဒီနိုင်ငံသားမဲ့သူတို့ရှိနေတဲ့ငွေပင်ငွေရင်းစိုက်ထားတဲ့လုပ်ငန်းတွေစအမေရိကန်ကိုရောက်ပြတာကြီးလောက်ပဲဖြစ်နောက်ပြီးကျွေးလည်းပဲတော်များကိုတင်တယ်ဂရေ1500လောက်တင်တယ်ဂရေကျွေးတင်းကဂရေ1000တန်းပေါင်း1500လောက်ကတင်တယ်အဲ့ဒါမျိုးပြင်ဟလာနောက်ပြီးတော့ဒီသူတို့တိုင်းပြင်မဲ့ရှိတဲ့ပစ္စည်းတွေကလည်းပဲအတော်ပဲကုန်သွားတယ်ကုန်လုံးနဲ့မကဘူးအခုနဒီနိုင်ငံခြားကုန်ကူးတဲ့နေရာမှာဖက်ကုန်ကဝင်ကုန်နဲ့အများကြီးနေနေအဲဒီတော့ကအခုဒီစစ်ပြီးတဲ့အခါမှာကြီးကငကိုချေကိုအများဆုံးပြန်ရအောင်ဆိုပြီးတော့အများဆုံးပြန်ရအောင်ဆိုပေမဲ့တစ်နှစ်တည်းနဲ့မရဘူးတစ်နှစ်တည်းနဲ့မရဘူးဒီငါ6နှစ်9နှစ်10နှစ်9နှစ်10နှစ်စရမ်းအဲလိုကိုသူတို့လုပ်ရမယ်အဲလိုအကြောင်းတွေကြောင့်သူတို့တော်ကိုပဲစီးပွားရေးချင်းနေမှာထိကြိုက်နေတော့ကငကိုချေနေကိုဒီငါ9နှစ်ဆိုတော့အများဆုံးပြန်ရောက်နိုင်အောင်ဆိုပြီးတော့သူတို့ဘာကြိုးစားနေတယ်လဲအင်္ဂလိပ်ပြည်မဲ့ထွက်တဲ့ပစ္စည်းအင်္ဂလိပ်ပြည်မဲ့လုံတဲ့ပစ္စည်းတွေကိုအင်္ဂလိပ်တွေမဝယ်နိုင်ဘူးမဝယ်ရဘူးဘာဖြစ်လို့လဲဥပမာအဝတ်တဲ့အင်္ဂလိပ်ပြည်ကလုံတဲ့အဲ့ဒီလုံတဲ့အဝတ်တဲ့ကိုဟုတ်လားအင်္ဂလိပ်ပြည်ကလုံပေမဲ့အင်္ဂလိပ်လူမျိုးတွေကိုတစ်နှစ်ကို2ထည်3နဲ့အစရှိတဲ့အားဖြင့်လိုတော့တဲ့ပိုပြီးမဝတ်ရအောင်ကောပွန်စရာတွေပေးပြီးတော့ဆိုင်နေမယ်ရောင်းအဲ့ဒီကောပွန်ရမှဝင်နိုင်တယ်အဲ့တော့ဒီလိုဝင်နိုင်တော့ကအဲ့ဒီလိုပေးပြီးတော့ကရောင်းတယ်အဝယ်ခိုင်းတယ်အဲ့ဒါပူတော်တွေမှန်သမျှကိုဘာလုပ်လဲဆိုရင်နိုင်ငံခြားထုတ်ပြီးရောင်းနေဟုတ်လားနိုင်ငံခြားကတကဘီလာကိုတွင်းတဲ့ပစ္စည်းတွေကြတော့လည်းပဲဟုတ်လားနိုင်ငံခြားနေပြီးဘီလာကိုတွင်းတဲ့ပစ္စည်းတွေကြတော့လည်းပဲအရင်ကလို့အရမ်းမဲ့အရင်ကလို့အသွေးမကိုင်းမဲနဲ့ချော့ပေါ့တွင်းပြီးတဲ့နောက်ဟုတ်လားအဲ့နိုင်ငံခြားတွင်းတဲ့တချို့ကုန်ပစ္စည်းတွေနဲ့ပတ်သက်ပြီးတော့ထွေးကြီးသားအရင်ကတည်းကအများကြီးလျှော့ပြီးအကုန်ခိုင်းသူတို့စီမဲ့ဆိုရင်ကြီးကပေါင်မုံဟုတ်လားသားတဲ့ပေါင်မုံနဲ့အခုပေါင်မုံနဲ့ဆိုရင်အခုအကာမဲ့အင်မတန်ကိုလျှော့ပြီးသားနေရတဲ့အချိန်ကမျိုးသားတယ်ဒီလိုခြေတာပြီးခုနေကမဲ့ဒီလိုလုံမှနောက်4 5 6နှစ်9နှစ်10နှစ်အသက်အဲ့လိုရှိလာတဲ့ခါကြမှာအင်္ဂလိပ်ပြည်ကအရင်ငကိုချေကိုပြန်ရနိုင်ဖို့ကြောင်းရှိဟုတ်လားအဲ့ဒီလိုမဟုတ်ဘဲနဲ့နေမယ်ဆိုလို့ရှိရင်တော့သူတို့မရနိုင်အဲ့ဒီတော့ကဒီလိုတိုင်းပြည်ကြရနာဖြစ်အောင်ထူထောင်အောင်ဆိုရင်အင်္ဂလိပ်ပြည်ကလည်းပဲလွတ်လပ်တဲ့တိုင်းပြည်ဖြစ်ပင်ညာတော့လဲအလုံးလုံးရတယ်ဆိုတာကိုခင်ဗျားတို့သိသိချင်အဲ့ဒီတိုင်းမှာဆိုဗီယက်ယူနီယံဆိုတဲ့တိုင်းပြည်ကတော်လှန်ရေးဖြစ်ပြီးတဲ့နောက်ပထမရှေးဥစွာစစ်တော်တွင်မှာတော့ဝါကွန်မြူနစ်ခေါ်တာဟလားဒီစစ်တော်တွင်မှာလုပ်တဲ့ကွန်မြူနစ်စနစ်ဆိုပြီးတော့သူလုပ်အဲ့ဒီပြီးတဲ့နောက်စစ်ပြီးတဲ့ကံမဲ့ new economic policy ခေါ်တဲ့ဟလားဒီစီးပွားရေးစနစ်သဘောမျိုးနဲ့နေပြီးတော့အဲ့ဒီလိုလုပ်ပြီးတဲ့နောက်မှာတခါ9 နှစ်စီမံကိန်းတွေဆိုပြီးတော့9 နှစ်စီမံကိန်းတွေဆိုဗီယက်ယူနီယံမှာလုပ်ခဲ့အဲ့လို9 နှစ်စီမံကိန်းတွေပထမစီမံကိန်းလုပ်တဲ့အခါတုန်းကဒီနိုင်ငံလုံးရဲ့အခြေအနေအလုံးကိုခြုံကြည့်ပြီးတော့တိုင်းတစ်ပြည်လုံးရဲ့ကောင်းဖို့ကိုအမြဲတမ်းကောင်းဖို့ကိုရှေးရှုကြည့်ပြီးတော့လုပ်ရတဲ့အခါဖြစ်တဲ့အတွက်လူတွေဟာစားကျင်တိုင်းပထမမစားရဘူးဝတ်ကျင်တိုင်းမဝတ်ရဘူးနေကျင်တိုင်းမနေရအဲ့ဒီလိုဖြစ်ရတယ်ဟုတ်လားဒီတော့ကျွန်တော်တို့တိုင်းပြည်ကိုပြန်လဲထူထောင်ကြမယ်ဆိုလို့ရှိရင်လည်းပဲ national planning ခေါ်တဲ့အဲ့လိုစီမံကိန်းမျိုးတွေနဲ့မလုပ်တဲ့နဲ့ဒီနေ့မှကျွန်တော်တို့တိုင်းပြည်မကြီးပွားနိုင်ဘူးမထူထောင်နိုင်ဘူးဆိုတာခင်ဗျားတို့သတိရှိနေတယ်ဟုတ်လားအဲ့ဒီတော့ကဒေသဘက်ကမြေကပေါက်လာမှာမဟုတ်ဘူး
ဒေသာပင်ပေါက်အောင်ဆိုရင်ကျွန်တော်တို့အလုံးလုံးမှပေါက်မှာဒါခင်ဗျားတို့နားလည်သိချင်တယ်အဲ့တော့လွတ်လပ်ရေးရပင်ရညာတော့လဲလွတ်လပ်ရေးကလွတ်လပ်ရေးရတဲ့အခါမှာကြောက်ရောက်လာမဲ့တိုင်းသူပြည်သားလူများအားလုံးရဲ့တာဝန်တွေကိုကျွန်တော်တို့ကမထမ်းဆောင်ခြင်းဘူးဆိုရင်ခင်ဗျားတို့ရတဲ့လွတ်လပ်ရေးဟာခဏရပြီးတော့လက်ပြင်ကတခြားနဲ့ပြန်ပါသွားမှာပဲစာခင်ဗျားတို့သိသိချင်းနဲ့ဒီတော့အဲ့ဒီလွတ်လပ်ရေးရတဲ့အခါမှာကျွန်တော်တို့ခုနစီမံကိန်းအမျိုးမျိုးနဲ့လောက်တောင်မှအနည်း20လောက်ကျွန်တော်တို့တကားရိုင်းရိုင်းပေါ့ဗျာကျွန်တော်တကားရိုင်းရိုင်းပြောတယ်ဆိုတာကဒီတကားလက်ရိုင်းရိုင်းပြောမှလူတွေကမှတ်ပြီဟုတ်လားတကားရိုင်းရိုင်းဆိုရင်တော့အတော်ကိုပြည့်အောင်ကြိုးစားနိုင်မှလုံနိုင်မှအဲ့ဒါအတော့ကိုကုန်းလုံနိုင်မှကျုံလုံနိုင်မှအနည်း20လောက်ရှိတဲ့အခါကျမှတော်ကာကြမယ်ပြီးတော့ကျွန်တော်တို့ကတကားရဲ့3ညကစပြီးအကုန်လုံးပြန်ပြီးတော့ကအုံမြင့်ချပြီးအလုပ်လုပ်ရမှာဆိုတော့ကျွန်တော်တို့ကတခြားနိုင်ငံတွေကခြီလန်းတလန်းလိုက်ရင်တခြားလက်လက်တဲ့နိုင်ငံတွေကခြီလန်းတလန်းလိုက်ကျုပ်တို့ကခြီလန်း50လန်းလိုက်နိုင်မှအဲ့ဒီလိုလိုက်နိုင်တဲ့အခါကျမှနောက်10နှစ်အနည်း20တန်ဒီအားဖြင့်အဲ့လိုတန်းတူညီတူဖြစ်သွားတယ်ဒါလူညီတူမဖြစ်သမျှကာလပတ်လို့ဒီတိုင်းပြည်ကြီးကလွတ်လပ်တယ်ဆိုပေမဲ့ဘိုလ်လူလည်းပဲမြင်ရတဲ့ကမျက်နှာချိုတွေ့ရဒီလူမြင်နေမြင်ရတဲ့ကလည်းမျက်နှာချိုတွေ့ရဖားတယ်လို့နိုင်ငံမျိုးဖြစ်နေမှာပဲစာခင်ဗျားတို့အသိဉာဏ်တန်းတယ်အာမမရှိသေးတော့အဲ့ဒါလိုပဲဖြစ်နေမှာပဲဟုတ်လားအဲ့ဒီတော့ကအင်မတန်ကျွန်တော်တို့တကယ်ရက်ကိုကျွန်တော်တို့တိုက်ပြင်မယ်ရှိတဲ့လူတွေစီစီယုံယုံနဲ့ရှိပါမှဟုတ်လားဖားတဲ့သဘောမျိုးနိုင်ငံမျိုးမဖြစ်ပဲနေဟုတ်အဲ့ဒီတော့ကတိုင်းရင်းသားချင်းချင်းညီညွတ်ရေးတိုင်းရင်းသားလူထုညီညွတ်ရေးသာပါသမားတွေညီညွတ်တာတုံးမလို့ချင်ပါဘူးတိုင်းရင်းသားချင်းချင်းညီညွတ်ရေးတိုင်းလူပြည်သားလူထုညီညွတ်ရေးအဲ့ဒီညီညွတ်ရေးနှစ်ခုမရှိသမျှကာလပတ်လို့ဟုတ်လားဒီတိုင်းပြည်လွတ်လပ်ပင်လွတ်လပ်ရတော့လည်းပဲဘယ်တာပြီးတက်ဘယ်ဆိုရလှုပ်ဖားတဲ့တိုင်းပြည်ဖြစ်နေပါပဲကျွန်တော်ပြောချင်အဲ့ဒီတော့ကဒီနှစ်ခုကိုခင်ဗျားတို့ကမပြတ်ပါစီနဲ့ဘသူကဘာလို့မပြတ်ပါစီနဲ့ဟုတ်အဲ့ဒါအင်မတန်အရေးကြီးပါပဲကျွန်တော်တို့တကဒီရှင်နေမင်းဥပမာလို့ပြောမယ်ဆိုရင်လည်းပဲဟုတ်လားရှင်နေမင်းများဟာဒီသားကောင်ကိုလိုက်တဲ့နေရာမဲ့ကြီးတာငယ်တာကိုပဒါနမထားပဲနဲ့ဟုတ်လားကြီးငယ်လုံးလားစိုက်တဲ့နေရာမဲ့အဲ့ဒီအတိုင်းမလုံးလားစိုက်သွားတယ်အဲ့ဒီလိုထုံးအတိုင်းပဲဟုတ်လားကျွန်တော်တို့ကပန်းတိုင်ရောက်တဲ့အထိအောင်မြင်မဲ့ချင်းဤတိုက်အောင်ကျွန်တော်တို့ကကြိုးစားမှုအားထုတ်မှုကိုလျှော့လို့မဖြစ်နိုင်ဘူးလုံးလဝေးရောင်ကိုလျှော့လို့မဖြစ်နိုင်ဘူးစားတဲ့တပိုးတော့ကျွန်တော်လုပ်ဖို့လိုတယ်အဲ့တော့ကျွန်တော်တို့ဗမာတွေမဲ့စောက်ကျင်တစ်ခုရှိဘာစောက်ကျင်တစ်ခုရှိလဲဆိုရင်ဒါလည်းပဲကျွန်တော်တို့ကျွန်ပြစ်ခဲ့ရတဲ့အတွက်ဖြစ်ခြင်းဖြစ်မယ်ဒါလည်းဆိုတော့ကျွန်တော်ဂျပန်ကစ်တုန်းကလေပြိုင်ပွဲပသိမ်ဘက်မဲ့သွားတဲ့အခါလေပြိုင်ပွဲကြီးခဲ့လေပြိုင်ပွဲကြီးလုပ်တဲ့အခါမဲ့ဘာဖြစ်လဲဆိုတော့လေတွေတိုက်လိုက်တာအစင်းတင်လိုက်တဲ့အခါမဲ့နိုင်တဲ့ဆင်းကပန်းတိုင်မရောက်သေးဘူးရှေ့ကိုနည်းနည်းရောက်တဲ့ဆိုရင်ပဲတက်ထောင်ကြွားတာတက်ထောင်တကရှုံးတဲ့နောက်ကျနေတဲ့လေကလည်းပဲပန်းတိုင်မရောက်သေးဘူးဟုတ်လားကြိုးစားတယ်ဆိုရင်ကြိုးစားနိုင်နေတယ်မကြိုးစားခြင်းတော့ဘူးကျုံးမှာပါပဲကွာဆိုခြေပြစ်လက်ပြစ်လို့တဲမခတ်ခြင်းတော့ဟုတ်လားဒါပါလဲဆိုရင်တကယ်တိုင်းပြည်ထူထောင်တဲ့နေရာမဲ့လွတ်လပ်တဲ့လူမျိုးနဲ့ထိုက်တန်တဲ့စိတ်ဓာတ်မျိုးမဟုတ်အဲ့ဒီစိတ်ဓာတ်မျိုးကကျွန်ဖြစ်တဲ့စိတ်ဓာတ်မျိုးကျွန်ပြစ်မဲ့စိတ်ဓာတ်မျိုးဒီစိတ်ဓာတ်မျိုးရှိနေသမျှကာလပတ်လုံးကျုပ်တို့ဗမာတွေကျွန်ဖြစ်နေပါပဲလွတ်လပ်ရေးရရင်လည်းပဲမြန်ပြန်ကျွန်ဖြစ်မှာပဲဟုတ်လားလွတ်လပ်ရေးနောက်ဆုံးတစ်နေ့မကျုံးဒီတိုင်အောင်ကျွန်မဖြစ်ဒီတိုင်အောင်အခုနောက်တော့ဖာတယ်လွတ်လပ်ရေးဖြစ်နေမှာအဲ့တော့ကဘယ်လိုလဲဆိုလို့ရှိရင်ဒီကအပြင့်ကအဲ့ဒီလိုဟုတ်လားနည်းနည်းလေးနိုင်လာလိုက်တယ်ရှေ့ကသားလာလိုက်တယ်ဆိုရင်တက်ထောင်ခြင်းနဲ့အပြင့်ရှိအဲ့တော့လေတလေရတော့အဲ့လိုရှေ့ကသားလာလို့တက်ထောင်မိတာနဲ့ပွဲတစ်ပွဲမှာကျုံးကိုသွားအဲ့ဒီအဖြစ်ဖြစ်ဒီတော့ဘောလုံးပွဲကြည့်ကျွန်တော်တို့ဗမာတွေဟုတ်လားဘောလုံးပွဲမယ်ကံညရဲ့ကံမယ်ဆိုရင်ဘိုးကပထမစကိုတွင်ရရင်အတော်လေးတခါအားတက်လာ
တက်လာမယ်တက္ကနာပဲပြုလာနောက်တက္ကဟလားအဲ့လိုဝါပြတဲ့နေရာမဲ့တော်တော်လေးဂိုးလေးများလာပြီဆိုရင်ကြော့ပေါ့ကန်ကျင်းလာလားငါနိုင်မှာပါပဲဆိုအဲ့ဒါနဲ့နေပြီးတော့တစ်ဖက်ကနေပြီးနောက်ဆုံးအပိဓာကကြမှာကပ်ပြီးတော့တခါတော့ဂိုးသွင်းသွားလို့တရေပြည့်ကျုံနာပြည့်ဖြစ်သွားတာမျိုးလဲကျွန်တော်တို့ဘောလုံးပွဲရသမယ်ခင်ဗျားတို့ပြန်ပြီးစဉ်းစားကြည့်တွေ့မှာဟုတ်လားဒါတွေမကသေးဘူးဟုတ်လားဒီကျုံသွားတဲ့လူကလည်းပဲဘောလုံးကန်လို့ရှိရင်ပထမအပိုင်းမဲ့နိုင်ရွက်မဲ့ကျုံသွားရင်တော့တော်သေးခံနေတယ်ဒုတိယနိုင်ရွက်မဲ့ကန်လို့10မိနစ်လောက်လဲကြာတော့ကိုယ့်ဘက်ကဂိုးလည်းမသွင်းနိုင်ဘူးဆိုအဲ့ဒီခါကျလူချတာဒါကျွန်တော်တို့ဗမာဘောလုံးပွဲတွေဘောလုံးကန်တဲ့အကျင့်အဲ့ဒါ sporting spirit မရှိဘူးဒါပါလဲဆိုလို့ချင်းဗမာတွေစိတ်ထဲမှာတော့ဒါထင်နိုင်မယ်ပေါ့အမှားတွေဟာစိတ်ဓာတ်ထက်တယ်ပါလားတလွဲသပင်ကောင်းနေတယ်စာနဲ့အတူတူပဲဒါဒီစကားကဒီနေရာမှာသုံးဖို့ဟာတွေပဲဗမာတွေစိတ်ဓာတ်ကမဟုတ်တဲ့နေရာတွေတွားပြီးတောနေတကယ်နေရာတွေကျအသုံးမချအမှားပြည်လွတ်လပ်ရေးရအောင်လို့အမျိုးမဲ့အသုံးမချခြင်းဘူးဟုတ်လားအမှားပြည်ပြန်နေတူတောင်းရေးလုပ်တဲ့နေရာမျိုးမဲ့အသုံးမချခြင်းဘူးဗမာချင်းချဖို့မလုပ်ချင်တယ်ဟုတ်လားအဲ့ဒါမျိုးတွေလုပ်ချင်တယ်ဒါမျိုးတွေလုပ်ချင်လို့ဘယ်တော့မှအကျိုးမရှိဒီတိုင်းပြည်ဘယ်တော့မှပြန်လဲမတူတောင်းနိုင်ဘူးဒီတိုင်းပြည်ဘယ်တော့မှမလွတ်လပ်နိုင်ဘူးလွတ်လပ်ရင်လည်းဘယ်တော့မှကြာနေတာလွတ်လပ်ရင်မဖြစ်နိုင်အဲ့ဒီတော့ကဒီတော့ကျွန်တော်တို့အဲ့ဒီစိတ်ဓာတ်မျိုးကိုလုံးဝဖြောက်ပြစ်ဖို့လိုတယ်ကျွန်တော်တို့ကဘာလို့ပဲလို့ပြီးတဲ့အထိနောက်ဆုံးတဲ့နေ့ပြီးတဲ့အထိမဲ့ရှုံးမယ်ထင်သည်ဖြစ်စေနိုင်မယ်ထင်သည်ဖြစ်စေအချော့တန်းသွဲနဲ့ကျွန်တော်တို့သွားစစ်တိုက်တဲ့နေရာမှာလည်းပဲအဲ့ဒီတိုင်းသွားအင်္ဂလိပ်ကြီးကြည့်ကျွန်တော်တို့အင်္ဂလိပ်တွေကျွန်တော်တို့အပေါင်းမဲ့အုပ်ချုပ်နေလို့ကျွန်တော်တို့ကမုံပေမဲ့ဟုတ်လားအင်္ဂလိပ်တွေမဲ့ကြီးမွမ်းစရာတွေအများကြီးရှိတယ်ဟုတ်လားအခုပြီးကြတဲ့စစ်ကြီးမဲ့သူတို့ဘလောက်အကျဉ်းချရောက်ခဲ့တယ်လဲအဲ့ဒီအကျဉ်းချဖဲကနေပြီးတော့ကခါရဲကိုလွတ်မြောက်လာအောင်ဘလောက်သူတို့ခါရဲကိုအန်ကျိတ်ပြီးတော့ကတောင်းကျိုက်ပြီးတော့ဟုတ်လားအဲ့ဒီလိုကြိုးစားတဲ့ဆောက်ကိုဒီလူတွေကိုကြည့်ပါအဲ့တော့အဲ့ဒီလိုကြည့်တဲ့အခုလည်းပဲအဲ့ဒီသူတို့တိုင်းပြည်မဲ့နေရာတွေကိုကြည့်ပါပြီးတော့သူတို့တိုင်းပြည်မဲ့အခုလိုကြက်တဲ့နေရတယ်လူတွေမကြီးဘူးလားဆိုပုထုဇဉ်ဘာဝညီတော့ညီတာပါပဲကြီးပင်ညီညာတော့လည်းပဲဒီနဲ့ကန်းနဲ့ညီကြဒီနဲ့ကန်းနဲ့အလုံးလုံးကြဟုတ်လားအဲ့ဒီလိုလုံနေကြတယ်ကျွန်တော်တို့တိုင်းပြည်မှာတော့ဒီကံကိုခုနဲ့ကမရှိပဲဖြစ်ဟုတ်လားဒီကံမရှိတော့ကအခုနိုင်ငံရေးလုတ်တဲ့နေရာတွေမဲ့နိုင်ငံရေးလုတ်တဲ့နေရာတွေမဲ့အခုနဲ့ကမဲ့နေကျသမားသဘောကျမဲ့အလုပ်မျိုးတွေလုပ်နေတယ်အခုကျွန်တော်သိတည်လင်းလင်းပြောထားပါမယ်ဗမာပြည်မဲ့လူတို့ညီညွတ်ရေးတိုင်းနာချင်းညီညွတ်ရေးတွေမပြောမပြဲနဲ့မပြောမကွဲနဲ့ဘသူမှဖောက်ထွင်းလို့မရလို့ရှိရင်ဟုတ်လားနောက်ပြီးတော့လက်ဝဲသမားခေါ်တဲ့လူငယ်နိုင်ငံရေးသမားတွေညီညွတ်တဲ့ညီညွတ်နိုင်လို့ရှိရင်ဟုတ်လားအဲ့ဒီဟာကြီးတော့ခင်ဗျားတို့ရဲ့လွတ်လပ်ရေးကပိုကောင်းလာမှာဟုတ်လားအဲ့ဒီဟာငယ်တော့ခင်ဗျားတို့ရဲ့လွတ်လပ်ရေးကရတယ်ဆိုပေမဲ့နေလားဟုတ်လားခွင့်ရနေလားနောက်တကအဲ့ဒီလိုနေရမယ်နိုင်ငံရေးတချို့နိုင်ငံရေးသမားတွေတချို့ဖြီးထိုးတာကိုခင်ဗျားတို့ရောင်မလို့အမတန်ဖျိုးပရဲဖြစ်ကြရင်တော့ဖြစ်ရင်အဲ့ဒါခင်ဗျားတို့လွတ်လပ်ရေးရမှာမဟုတ်ဘူးဒီတော့ဒီຢာတွေကိုအားလုံးကိုသတိထားပြီးတော့ကအခုတိုင်းပြည်ပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်အနည်းငယ်ပြောပြချင်ပါတယ်ဒီတိုင်းပြည်ပြန်လဲထူထောင်ရေးနဲ့ပတ်သက်ပြီးတော့ကအခုကျွန်တော်တို့ဖြစ်နေရတဲ့အခြေအနေမဲ့အမတန်မဲ့ဆိုးနေကျွန်တော်တို့ဗမာပြည်ဒီစစ်ကြီးပြည်ရဲ့နောက်ဒီမမမြေကဘာပေါ်မဲ့ဟလာရှိတဲ့နိုင်ငံတွေတဲ့မဲ့ကျွန်တော်တို့ဗမာပြည်လို့နှခါမိရဲ့နှခါနာဖြစ်တဲ့ဗမာနိုင်ငံလို့မရှိသေးပါဘူးဟုတ်လားကျွန်တော်တို့တိုင်းပြည်ဂျပန်ဝင်လာတော့လည်းပဲစစ်မြေပြင်ဖြစ်တယ်အေးလေပြန်ဝင်လာတော့လည်းစစ်မြေပြင်ဖြစ်အဲ့လိုမိရဲ့နှခါနာဖြစ်တဲ့ဗမာပြည်အင်မတန်မဲ့စီးပွားရေးမဲ့ပျက်စီးနေအေးလေပြင်မဲ့လည်းပဲစီးပွားရေးပျက်စီးအေးလေပြင်မဲ့စီးပွားရေးပျက်စီးတော့အေးလေလူမျိုးတွေကတော့ဒီမန်ဂိန်းတွေပါရင်ညတိတ်တော့ကြာနေတာမဟုတ်ဘူးပေါ့လေဒါပေမဲ့ကျွန်တော်တို့တိုင်းပြည်နဲ့ဇာရင်တော့အင်မတန်ကိုစနစ်ပိုကောင်းနေတယ်အဲ့ဒါတွေနဲ့လုပ်ပြီးချွေးချေတာတာနဲ့နောက်50ခုနှစ်ကြာတဲ့ခါကျလို့ရှိရင်ချောင်းလဲတကယ်ချောင်းလဲလာအောင်ဆိုပြီးကြိုးစားနေကြအရှင်းတမ်းမြင့်နဲ့မြင့်အောင်ဆိုပြီးကြိုးစားနေကြ
ဆိုဗီယက်ယူနီယံပဲဆိုရင်လည်းစစ်ကြီးပြီးရင်ပြီးချင်းငါးနှစ်စီမံကိန်းဆိုတာလောက်ပြီးတော့ကခါတဲ့အခုချိုးချံမှုတွေလုပ်နေကြတယ်ဆိုဗီယက်ယူနီယံပဲရှေးကလို့သားရတော့ရနေရထိုင်ရမရှိတော့ဘူးဟုတ်လားဘာဖြစ်လို့လဲဆိုရင်စစ်ကြောင့်အမတန်မဲ့ပြည့်စည်တဲ့အတွက်ပြန်ပြီးတော့ချွေတားရတဲ့အခြေအနေမျိုးပြန်ရောက်လာဟုတ်လားအဲဒီလိုဖြစ်နေကျွန်တော်တို့ဗမာပြည်တော့ဒါနိုင်ငံခြားထွက်ကြည့်မှခင်ဗျားတို့သိဟုတ်လားဟိုစစ်ပြင်းနေတော့ကကျွန်တော်ဂျပန်ပြည်ရောက်ဘူးတဲ့ဂျပန်ပြည်ရောက်ပြီးတော့ဂျပန်ပြည်ကလူတွေကကျုပ်တို့ဗမာပြည်လိုဝါဝါလည်းနဲ့ပေါပေါများများမစားရအခုဝတ်တဲ့နေရာပဲပေါပေါများများမိုးရဘူးအသားစားတဲ့နေရာမှာပေါပေါများများမစားရဘူးနေရတဲ့နေရာမှာတတ်တတ်ရနေရဒါတော့မှအဲ့ဒါတော့ကစစ်ရှိလာများလောက်ထားတဲ့အတွက်တတ်တတ်ရနေရကျွန်တော်တို့ပြည်ကတော့အဲ့ဒီလိုမဟုတ်ဘုံဘောလို့ဟောစားတော့နေတိုင်းနေကြတာပဲကြက်တယ်ဆိုတဲ့အထက်ရတယ်အဲ့ဒီတိုင်းနေကြတာကဲဘိုးတုံးကတော့ဂျပန်ပြည်ဟာတနည်းမကောင်းလို့ဒီလိုကြက်တဲ့နေရထမာရဲလို့ကျွန်တော်စိတ်ထဲအောက်မေ့နေအခုဒီစီပြီးတော့ကျွန်တော်လိုက်ကြည့်ဟုတ်လားဒါတည်းမလည်းဖတ်ရဒါတည်းမလည်းဖတ်လို့ကိုယ်တိုင်လည်းမြင်လာတယ်နိုင်ငံကြီးအိန္ဒိယပြည်သွားကြည့်ဥပမာဟိုတယ်တွေသွားရင်ကိုမိတ်ဆွေတွေခေါ်ပြီးကျွေးကျင်နိုင်မကျွေးနိုင်ဘူး24ရောက်တဲ့ပိုးပြီးတစ်ခါကိုပိုးပြီးမကျွေးနိုင်ဘောင်မမရအာလူတလူတစ်ခုတည်းရခမင်းရှင်းတာမရဟုတ်လားနောက်ပြီးတော့တခါတည်းကိုရှင်းမယ်တမဲတဲ့မပူရအင်္ဂလိပ်ပြင်မယ်အဲ့ဒီကမရဟုတ်လားရှင်းတမဲခမင်းမရဘူးဆံမရဘူးပေါင်မှုဆိုရင်အရင်ကတည်းကချော့ရအဲ့လိုချွေချွေတာတာနဲ့တခြားတိုင်းပြည်တွေနဲ့အဲ့လိုချွေတာပြီးချိုးကြံပြီးတော့အခုနဲ့ဗကာနဲ့ပြန်လဲထူထောင်ရေးလုပ်ငန်းလုပ်နေကြကျွန်တော်တို့တိုင်းပြည်ကကြက်တယ်ပြောနေကြတဲ့အထက်ကလူတွေဘုံဘောလို့အော်သုံးကြတော့ဆွဲကြတော့တယ်ဟုတ်လားအဲ့ဒီတော့ကျွန်တော်တို့ဗမာတွေကစီမရှိမစားနိုင်ဘူးလို့ပြောတယ်စီမရှိမစားနိုင်တာကတော့မှန်ပါတယ်သို့တော့ဟုတ်လားဒီစီတွေကဘာအတွက်သုံးနေကြတယ်လဲသုံးဘောလို့သုံးလားမသုံးဘူးလားဒီတွေသွားကြည့်ပါအိမ်တွေသွားကြည့်ပါဟုတ်လားသုံးဘောလို့သုံးလားမသုံးဘူးလားတခြားတိုင်းတွေသွားကြည့်ပါစီကိုဒီလိုဘုံဘောလို့သုံးနိုင်လားမသုံးနိုင်ဘူးလားခင်ဗျားတို့စီတွေကိုဘုံဘောလို့သုံးနေတော့ခင်ဗျားတို့စိတ်ထဲမြင်တော့ကဘာမှအရေးမကြီးဘူးလို့ထင်တယ်အဲဒီလိုဘုံဘောလို့သုံးတဲ့အတွက်ကလေးပြေကနေပြီးကျွန်တော်တို့နေ့စဉ်စီတွေအမြောက်များတွင်းပြီးတော့နေရတယ်အဲဒါကြောင့်ခင်ဗျားတို့ကဈေးကြီးတယ်စားအကြောင်းတရားတက်မဲ့ခင်ဗျားတို့ဘုံဘောလို့နေလို့ဒီစီတွေကိုတခြားနိုင်ငံကတွင်းနေရတဲ့အတွက်ဟုတ်လားအပေါ်တွင်းနေရတဲ့အတွက်ခင်ဗျားတို့ဒီလိုဖြစ်နေဈေးကြီးတဲ့နေရာမှာအကြောင်းတရားပါဟုတ်လားဥပမာတစ်ခုနဲ့အများကြီးတော့ရှိတယ်ပေါ့ဗျာအကြောင်းတရားကိုကျွန်တော်ပြောပြအဲ့ဒါမျိုးတွေဖြစ်ငရုတ်ကျက်သွန်ကြီးဗမာပြည်မယ်ငရုတ်ကျက်သွန်ကိုယ့်ဘကိုကိုစိုက်မရနိုင်ဘူးလားကိုယ့်ဘကိုစိုက်မရနိုင်ဘူးလားဟုတ်လားကျွန်တော်ဆိုကျွန်တော်အိမ်မယ်ကျွန်တော်စိုက်ထားတယ်အဲ့လိုကိုယ့်ဘကိုအိမ်ညာကွက်လာရှိတဲ့နေရာမှာရှိကြတဲ့လူကစိုက်ကြပါလားမစိုက်ကြဘူးဆိုရင်ကိုရောမြတ်ပြဝယ်စားကြည့်တာအဲ့တော့ကဒီဝယ်စားတော့အဲ့ဒီငရုတ်ကျက်သွန်ဘယ်ကလာလဲမှလဲအိန္ဒိယပြည်ကလာတယ်ဟုတ်လားအိန္ဒိယပြည်ကလာတော့ခင်ဗျားတို့အိန္ဒိယပြည်ကိုခင်ဗျားတို့ပိုက်ဆံပေးနေအဲ့လိုပေးနေရတဲ့အတွက်ဒီတိုင်းပြည်မှာရနိုင်တဲ့ပစ္စည်းကိုတခြားနိုင်ငံကဝယ်ရတဲ့အတွက်ဟာခင်ဗျားတို့မဲ့အခုဈေးကြီးတယ်ဆိုတာဒါတွေဖြစ်တာတွေပဲအကြောင်းတက်ကဟုတ်လားအဲ့ဒီတိုင်းမှာအခုဆန်စားတဲ့နေရာမှာကျွန်တော်တို့ဆရာဝန်တွေနဲ့ဒီအာဟာရဓာတ်ကြမ်းတွေကိုနားလဲတဲ့ဟုတ်လားလူတွေနဲ့တရေချာတွက်ကြည့်နေဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာစားတဲ့အာဟာရတွေကအပြုံအကုန်ပြန့်ချင်းစားကြည့်နေဆိုရင်တခြားနိုင်ငံတွေနဲ့ပိုးနေတော့အခုကျွန်တော်တို့ပြည်မှာဆန်ကတော့လုံလောက်ရုံနဲ့မကဘူးပိုးနေနိုင်ငံခြားကိုတင်ရောက်ရနိုင်ငံခြားတင်ရောက်ရပေမဲ့ကျွန်တော်တို့စစ်မဲ့ပြည်ခင်ကတော့ကျွန်တော်တို့မပိုးဘူးပိုးချမ်းမရှိဘူးအဲ့ဒီမဲ့ဟုတ်လားကျွန်တော်တို့လူမျိုးတွေစားတာကလည်းရှေးကတဲ့ချော့မစားဘူးဟုတ်လားချော့လည်းမစားဘူးအရင်ကလိုပဲဘုံမလောစားလုံးအပိုတွေအများကြီးရှိတော့တိုင်းပြည်ပြန်လဲထူထောင်တဲ့လုပ်ငန်းမင်းလည်းပဲအဲ့လိုပဲတစ်ဆင့်တက်ပြီးရုပ်လုံးပေါ်လာတာကိုမြင်အောင်ပါတယ်အဲ့လိုမြင်လာပြီးတော့တစ်ဆင့်နဲ့တစ်ဆင့်လောက်တဲ့နေရာမှာအကောင်းဆုံးအလွယ်ဆုံးဟုတ်လားအေးဆုံးဆိုတဲ့ဤကိုကျွန်တော်တို့ကပထမကျူးစာရှားပြီးကျွန်တော်တို့လုပ်ပါပဲတော့လည်းပဲအဲ့လိုလုပ်လို့မရဘူးဆိုလို့ရှိရင်လည်းပဲကျုပ်တို့ရှေးကပြောလာခဲ့တာတွေရှိပါတယ်ခင်ဗျားတို့ပြန်ပြီးတော့စဉ်းစားကြည့်ဟုတ်လားအေးနဲ့မရရင်ရနိုင်တဲ့နည်းနဲ့လုပ်ရမှာပဲဒီတော့
အတင်းလုပ်တဲ့အခါလည်းပဲအရင်တခါကျွန်တော်ပြောခဲ့သလိုပဲနိုင်ငံရေးဘက်ကကျွန်တော်တို့အင်းနေပြီးတော့ကမဟုတ်တဲ့နေရာမဲ့စူတဲ့ပူတဲ့ဘက်ကတော့ကဟလားပိုးလာလို့တောင်ဖြစ်နေပါတယ်လို့ကျွန်တော်ပြောခဲ့အဲဒီတော့ကအဲ့ဒီလိုမဟုတ်တဲ့နေရာမဲ့သူပူတောင်းကြမှုတွေကိုဗမာပြည်ချစ်တဲ့လူတွေမှန်သမျှဝိုင်းဝန်းကူညီနိုင်နေမှုလို့ရဘသူကမှအားပေးဖို့မလိုဘူးဟလားသို့တော်လည်းပဲဗမာပြည်လွတ်လပ်ရေးထူထောင်ရေးဗမာပြည်တိုင်းလူပြည်သားတွေညီညာရေးညီညွတ်ရေးလူတို့ရဲ့ညီညွတ်ရေးတိုင်းရင်းသားတွေရဲ့ညီညွတ်ရေးအတွက်လောက်တဲ့နေရာတွေမဲ့ကုတဲ့ပို့ပြီးစတဲ့တပိုးတိုးပြီးအလုပ်လုပ်ကြဖို့လို့ရကျွန်တော်တို့တဲမကျင်တဲ့အဲ့တော့အဲ့ဒီတော့ကဒါတွေအားလုံးအလုပ်လုပ်ကြဖို့လို့ရဒီလိုလုံနေကြမှာဒါလည်းလွတ်လပ်ရေးဟာလည်းပဲကျွန်တော်တို့ရည်ရွယ်မှန်းထားတဲ့အချိန်အပိုင်းအတွင်းမှာရလဲရမယ်ရပြီးတဲ့နောက်ကျွန်တော်တို့ရှေ့ဆက်လက်ပြီးတော့ကအားလုံးဒီကံပြီးတော့အလုံးလုံးနိုင်မှအနည်း20လောက်ကြာရင်ကျွန်တော်တို့တန်ခါကြအနည်း20လောက်ကြာရင်တန်ခါကြမယ်ဆိုတာကကျွန်တော်နည်းနည်းရှင်းအောင်ကျွန်တော်ဆက်ပြောခဲ့ခြင်းဥပမာနဲ့ပြောခဲ့ခြင်းဥပမာပညာရေးကြည့်မလားပညာရေးမယ်ကျွန်တော်တို့ဗမာပြည်မယ်ဟုတ်လားအရင်စစ်မဖြစ်ခင်တဲ့ကိုအင်မတန်အောက်ကျနောက်ကျဖြစ်အင်မတန်အောက်ကျနောက်ကျဖြစ်နေတော့ကအခမဲ့မူလတန်းဒီပညာမသိမနေရဥပဒေလုပ်ပေးပါလို့ပြောတယ်ဥပဒေလာလုပ်ပေးမဲ့ဘလောက်ကြိုးစားဘလောက်အလုံးလုံးမှဘလောက်ကြာမှအဲ့ဒီအခမဲ့မူလတန်းမသိမနေရပညာစာဗမာပြည်တစ်ပြည်လုံးဟုတ်လားရွာတိုင်းမြို့တိုင်းပဲဖြစ်မလဲဆိုရင်အနည်း20လောက်ကြာမှဖြစ်လိမ့်မယ်။ဘာဖြစ်လို့လဲ။အခုရှိတဲ့ဇရာတွေကအင်မတန်နေနေတယ်။ဒီဇရာတွေကိုသိရမယ်ကိုလိတ်ကျောင်းနေဖွင့်ရအောင်မယ်။အဲ့ဒီကျောင်းတွေရှိရအောင်မယ်။ကျောင်းအဆောက်အဦတွေရှိအောင်မယ်။ကျောင်းအဆောက်အဦတွေပြည့်ဒီကျောင်းတွေမဲ့သုံးမဲ့ကရိယာတစားပလာစာအုပ်ခဲတန်းကြောက်တင်ပုံဗီဒိုအကုန်လုံးရှိရဒါတွေလည်းစုံစုံလင်လင်ရှိရမယ်အဲ့ဒီအရာတွေကုန်မဲ့ငွေတွေကဘလောက်ကုန်မလဲဆိုလို့ရှိရင်ကတိပေါင်းအများကြီးချီပြီးကုန်မယ်အဲ့ဒါအနည်း20လောက်ကျွန်တော်တို့ကျုံးလုပ်ပါမှဟုတ်လားအနည်း20လောက်ရှိမှခင်ဗျားတို့ကရက်ဒီဗမာပြည်တပြည်လုံးဒီအခမဲ့မူလာတမသိမနေရပညာစာတိုင်းတပြည်လုံးရွာတိုင်းမြို့တိုင်းမှာဖြစ်ဟုတ်လားဒီကြားအတွင်းမလဲပဲဟိုနေရာကမတိတိစတာဒီနေရာကမတိတိစတာကိုလည်းကျွန်တော်တို့ပြန်ပြီးတော့လုပ်ရရမယ်ဟုတ်လားအဲ့ဒီလိုလုပ်နေအောင်ကျွန်တော်တို့ကလုပ်ရမယ်ဆိုရင်ခင်ဗျားတို့ပြင်းအောင်လုပ်လို့ဒါမလုပ်ဘဲနဲ့တော့ဖြင့်လွတ်လာရေးရပြီမဲ့ဘယ်နည်းနဲ့မှခင်ဗျားတို့ဟုတ်လားလွတ်လာရေးအရတော့ကိုတက်ပြစ်ပြင်းပြင်းစံစားရမှာမဟုတ်ဘူးသာဘယ်လိုဆိုရတက်ကွန်မြူနစ်ဆိုရတက်ဆိုရှယ်လစ်ဆိုရတက်ဆိုရပဲတက်အဲ့ဒီအလုံးမလုပ်ဘဲနဲ့ခင်ဗျားတို့မဖြစ်ဘူးဆိုတာကိုကျွန်တော်တကစ်ကြရေးကြည့်ပြောရတယ်အဲ့ဒီတော့ကခင်ဗျားတို့ကလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးရနိုင်လောက်တဲ့ဒီကံရှိကြပါလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးနဲ့လွတ်လပ်ရေးကိုရနိုင်တဲ့ညီညွတ်မှုကိုထိမ့်ထားပါလွတ်လပ်ရေးကိုလိုချင်ရင်လွတ်လပ်ရေးကိုရနိုင်တဲ့ထူထောင်မှုကိုလုပ်ကြပါအဲ့ဒီလိုလုပ်ပြီးတဲ့နောက်လည်းပဲရှေ့ကိုလွတ်လပ်ရေးအရာတော်ကိုခံစားခြင်းနဲ့စံစားခြင်းနဲ့ဆိုလို့ရှိရင်လည်းအလုံးလောက်ကြဖို့စီကံစီကြဖို့အခုနယ်ကလေးကခင်ဗျားတို့ကိုခင်ဗျားတို့အကျင့်ဒိုးတွေအကျင့်ဟောင်းတွေဟုတ်လားတောက်ကျင့်တွေကိုကျင့်ကြဖို့လိုပြီဆိုတာကျွန်တော်ခဏပြောခဲ့တယ်